ကောင်မလေးကကောင်လေးရဲ့ဆောင်းအောက်ထဲဝင်ပုန်းနေပါတယ်အတန်းဖော်တွေကရုတ်တရက်ဆေးရုံခန်းထဲဝင်လာကြတယ်တယောက်ကကောင်လေးရဲ့ခြေထောက်ကိုတုပ်ပေးခြင်းလို့ဆောင်းကိုမလိုက်တဲ့အခါတန်းရောင်ချီအိတ်တစ်ဖက်ပေါ်လာပါတော့တယ်ဇလန်းအစကိုပြန်သွားကြည့်ရအောင်ကောင်မလေးကသူ့ရှိကကြောက်စရာကောင်းတဲ့မြင်ကွင်းကိုကြည့်ပြီးထိတ်လန့်တကြားမျက်လုံးတွေပြူးကျဲသွားပါတယ်သူနာပြူတော်မှလန့်ပြီးထွက်ပြေးသွားရတယ်ဘီကအာယူပြီးထပ်ထိုင်လိုက်တယ်နင်းမျက်နှာလေးကြည့်ကောင်းသားပဲလို့ပြောတော့မဟုတ်ဘူးငါဝစ်လဲနေတာလို့ပြန်ဖြေတယ်ကောင်းတာပေါ့လို့ပြောလိုက်ကြတယ်ဂရေးရဲ့မျက်လုံးတွေကိုကြည့်ပြီးလူကာကကြားလူမဖြစ်ချင်တော့ပါဘူးသူထွက်သွားဖို့ပြင်လိုက်ပေမဲ့ဘီကရေချိုးခန်းသွားချင်လားအကူညီလိုလားလို့မေးလိုက်ပါတယ်ဂရေးကလူကလက်ကိုမြင်လိုက်တော့အံ့ဩသွားတယ်နောက်ဆုံးတော့သူသဘောပေါက်သွားတယ်လူကာကရှက်သွားပြီးလမ်းလျှောက်ထွက်လိုက်ဦးမယ်လို့ပြောကဘီပြင်းနေမှာဆိုလို့ဆေးရုံခန်းထဲကနေအနေခက်စွာနဲ့ပဲထွက်ခွာသွားပါတယ်ဂရေးကကာတွန်းစာအုပ်တချို့ယူလာပေးတယ်ဘီကစာအုပ်တအုပ်ကိုမတော်တဆလွတ်ကျသွားတယ်နှစ်ယောက်သားပြိုင်သူကောက်မလို့လှုပ်တုံးဂရေးရဲ့စပင်ကဘီရဲ့အင်ဂျီကျေတီးနဲ့ညှိသွားပါတယ်သူတို့အမြန်ရှင်းဖို့စူးစမ်းကြပေမဲ့ဒီအနေခက်တဲ့အချိန်ကိုဂရေးရဲ့အကူကမြင်သွားခဲ့တယ်အကူဖြစ်သူအထင်လွဲသွားမှဆိုလို့ရှင်းပြခြင်းပေမဲ့အံ့ဩစရာကောင်းတာကသူ့အကူကသဘောကောင်းနေတာပါပဲအဲ့ဒီချိန်မှာပဲတကားအပြင်ဘက်ကနေစကားတန်တွေကြားလိုက်ရတယ်ပြရခတ်သွားပြီးဘီတယောက်ဂရေးကိုဆောင်းအောက်ထဲဝင်ပုန်းခိုင်းလိုက်ရုံကလွယ်ပြီးရွေးချယ်စရာမရှိတော့ပါဘူးတကယ်တော့အတန်းဖော်တွေရောက်လာကြတာပါတငယ်ချင်းတယောက်ကအပြေးရောက်လာပြီးဘီကိုပွေးပတ်ဖို့လုပ်တယ်ဘီကနာနေလို့ပါဆိုပြီးအကြောင်းပြကညှင်းလိုက်ရတယ်ဒီအချိန်မှာလူကာကဂရေးရဲ့အကူကိုစုံမနေပါတယ်ဖြစ်ပုံကတော့သူ့အကူကလွန်ဆိုတဲ့ကောင်မလေးစီကဂယူးဆိုင်မှုရချင်လို့သူ့မှာကူးမရတဲ့ယောဂရှိနေတယ်ဆိုပြီးတွားပြောတာပါလွန်ကနှစ်သိမ့်ပေးဖို့လှုပ်တုံးသူကလူလေကြပြီးကိုးပန်းဖို့လှုပ်တော့လွန်ကယွန်ရှာသွားခဲ့တယ်ဒါကိုလူကာမြင်သွားခဲ့တယ်ဂရေးရဲ့အကူကသူ့ညီမကိုထပ်မနှောက်ယှက်ရဲအောင်ကြောက်လန့်သွားတယ်လူကာကသူ့ကိုမြေကြီးပေါ်မှာလှည့်ပတ်ခိုင်းလိုက်ပါတယ်ဒီအချိန်မှာဘီနဲ့ဂရေးတို့ကကတင်ပေါ်မှာရှိနေတော့မှုအခြေအနေကတော်တော်လေးအနေခက်နေပါတယ်ဒါပေမဲ့လူကာပြန်ရောက်လာတဲ့အခါဆေးရုံခန်းကပို့ပြီးရုံရင်ဆန်ခက်ဖြစ်သွားတယ်လူတစုကဝိုင်းအောင်လာပြီးတကရုဏာတက်နေကြပါတယ်ဂရေးစိတ်လှုပ်ရှားလာတဲ့တယောက်ကဘီရဲ့ခြေထောက်ကိုတုပ်ပေးမယ်လို့စွပြောနေတယ်သူဆောင်းကိုမလိုက်တဲ့အခါတန်းရောင်ချီအိတ်တစ်ဖက်ပေါ်လာပါတော့တယ်လူကာကမျက်စိလင်သူပြီးဒီအခြေအနေကနေကဲတင်ဖို့ချက်ချင်းသဘောပေါက်လိုက်တယ်သူလိန်ညာပြီးတခုခုပြောလိုက်တယ်လူအုပ်ကြီးကစိတ်ဝင်စားသွားပြီးလူကနောက်ကိုလိုက်ကအပြင်ထွက်သွားကြတယ်အဲ့ဒီတော့မှဂရေးထွက်လာနိုင်ခဲ့တယ်သူဆေးရုံကနေထွက်ပြေးသွားတယ်လူအုပ်ကြီးကတော့ဖျို့ဖျဲနဲ့ကြံရစ်ခဲ့ပြီးဘီခမရစိတ်ပြက်လက်ပြက်ကြံနေရတဲ့နောက်တစ်နေ့မှာဂရေးကအန်နာနဲ့စကားပြောနေတယ်အဝေးတနေရာကနေတစုံတစ်ယောက်ကသူ့ကိုဓာတ်ပုံနဲ့ရိုက်နေတာကိုသူသတိမထားမိလိုက်ပါဘူး